ရှင်းသူဟောင်းစကားအရာနဲ့တခြားကသစိမ်းကလေးတောင်ထိမ့်ပေးခြင်းနဲ့ဝါသနာအစင်ပါတာကြောင့်ခရတဲ့ထင်ရင်မစကားနဲ့ရရပါတော့ရတနာခင်မအာရမရဲ့လို့ကာလာသားကမုန်းရင်မုန်းသေးတော့ရှိတောင်းရွေကြောင့်ရှေ့အစင်နဲ့တွင်ကြည့်မပါ